အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Recap Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တမိသားစုလုံးကိုပတ်ပြီးတော့လဲထွန်သွားတဲ့ Opa လီပြောင်းဟောင်းအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ဇလန်လေးကိုတော့လမ်းခွဲရင်သူ့ကိုယ်သူတတ်တည်မဲ့ပြောနေတဲ့ကောင်လေးတစ်ယောက်နဲ့စတင်ထားပြီးတော့အသေးသားဘလူးမှဖြစ်တဲ့မိတော်ကဒီကောင်လေးရဲ့ခံစားချက်ကိုမကြည့်ဘဲနဲ့အဆက်ဖြတ်လိုက်ပါတယ်ပန်းညံမှာထိုင်ဆောင်နေတဲ့စာကြပိုးမကတော့မိရောင်းရဲ့အမဖြစ်ပြီးတော့သူမနဲ့ကြွားချပါတယ်စာကြပိုးမလေးကတော့အင်ဒရရှင်အပြိုကြီးမမတယောက်ဖြစ်ရက်တည်နေခဲ့ပြီးတော့ကြားဆိုရင်ဘူတော်မတန်းဘူးတဲ့သူတယောက်ဖြစ်ပါတယ်မီယောင်ကတော့သူ့အမကိုအသေးခွဲပေးမဲ့သူတယောက်လိုအပ်တဲ့အကြောင်းပြောရင်းနဲ့စားတောက်ဆိုင်တစ်ခုတည်းကိုဝင်လာခဲ့ပါတယ်။မီယောင်ကတော့စားတောက်ဆိုင်ထဲမှာအမဖြစ်သူကိုအချစ်တင်ကန်းစာတွေပေးနေခဲ့ပြီးတော့ရေးစားထားဖို့အကြံပေးနေတာဖြစ်ပါတယ်။မို့တချောင်းနဲ့ဂုံတစ်ခုကိုဥပမာပေးနဲ့တိုင်ကင်စာမဖြစ်ချင်ရင်ဖောင်းတိုင်းလိုပေးရအောင်စာကြပိုးမလေးကိုအတက်ကောင်းနေတင်ပေးလိုက်ပါတယ်။အသက်29နှစ်အရွယ်ဒီမပေါင်းတိုင်းဘူးသေးတဲ့အပြူကြီးမမကိုတော့နှိမ်ချဆက်ဆံရင်းနဲ့မိုးကိုမစားဘဲနဲ့ရှာနေရက်ပြလာရင်ယောက်ျားဆွဲဆောင်တွေကိုထုတ်ပြနေခဲ့ပါတယ်။ရပါအိမ်မှာတော့အမေကမိုးစုပ်ပြုတ်ချက်ကျွင်းနေလို့အပြူကြီးမမကချက်စရာတွေအများကြီးတဲ့ကမှမိုးစုပ်ပြုတ်ချက်တဲ့အမေကိုမျက်စောင်းလှမ်းထိုးရင်းနဲ့စိတ်တူနေပါတယ်။သူညီမကလည်းအမေသမီးကမှုမကြိုက်ဘူးဂုံစုပ်ပြုတ်စားပြီးတော့လက်ကွင်းချမ်းမဲတီးကျင်နေတာလို့လှမ်းစားတဲ့အခါမှာတော့အပြူကြီးမမလည်းဓမင်းမစားဘဲနဲ့ရှက်ကိုရှက်ကန်နဲ့ထားသွားခဲ့ပါတယ်။အပြူကြီးမမရဲ့ဒီလောက်ရက်တွေကြောင်းပဲအမေဖြစ်သူကတော့သူသမီးလေးရာသီလာနေလို့စိတ်မမှန်တာလို့ထင်သွားခဲ့ပါတယ်။တရက်တော့စင်တင်မှာတချင်းဆိုနေတဲ့မေယောင်ကဆိုင်မာလာတော့တဲ့ခမမိုက်လေးပြောင်းကိုတွေ့ပြီးတော့မြင်မြင်ချင်းကြွေသွားပြီးတော့အသေးခွဲဖို့အတွက်ကုန်ကျန်းရသွားခဲ့ပါတယ်။သူကိုယ်တိုင်စပွဲဝင်ထိုးပြီးတော့ရေခွက်ချပေးတဲ့အချိန်မှာလက်တော့တဲ့ဆရာသမားကတော့ဘာလို့ညာလို့နဲ့မေယောင်စနေနှစ်ကိုင်ကြားကစံတာလေးကိုလမ်းဖယ်လိုက်ပါတယ်။ဒီလောက်ရက်တွေကြောင့်အပြော်ရီစိုးနေတဲ့သူမကတော့ဒီနေရာကနေထားထွက်လာတဲ့အချိန်မှာအကြည့်ချင်းတွေစုံပြီးတော့ရင်တွေခုန်သွားရပြန်ပါတယ်။ပတ်စံရှင်းနေတဲ့လီပြောင်ဟောင်းစီကိုတော့သူမကိုယ်တိုင်သွားပြီးတော့လိပ်စာကတ်ကိုတောင်းပြီးသူမရဲ့ဖုန်းနံပါတ်ကိုလည်းပေးခဲ့လိုက်ပါတယ်။ဒီလိုနဲ့ဖုန်းတွေပြန်လည်ပြောကြရင်မီယောင်ကတော့လီပြောင်ဟောင်းကိုစားဖို့သူမရဲ့အိမ်ကိုခေါ်လာခဲ့ပါတယ်။မီယောင်တို့အိမ်မှာတော့သူမရဲ့မိသားစုနဲ့မိတ်ဆက်ပေးလိုက်ပြီးတဲ့နောက်မှာတော့မဲမဲချမ်းတွေကြီးတဲ့လီပြောင်ဟောင်းအတွက်လိုက်ပွဲတွေပါလာတဲ့ဆိုတာကိုသိလိုက်ရပါတယ်။စာကြည့်တိုက်ထဲမှာတော့အမဖြစ်သူကိုသူ့ကောင်လေးမရဲ့လားလို့ပြီးတော့လီပြောင်ဟောင်းကယောက်ျားပီတာပြီးတော့ခံကြလုံးလို့နေနဲ့တော့မတန်ဘူးလို့သူ့ညီမကိုခနဲ့လိုက်ပါသေးတယ်။တရက်တော့အမဖြစ်တဲ့ဂျင်ယောင်းနဲ့လမ်းလျှောက်နေတော့အမရဲ့ယောက်ျားဖြစ်သူရဲ့ဆွဲဆောင်မှုကြားစင်းနေတဲ့အကြောင်းတွေပြောရင်းနဲ့လမ်းလျှောက်လာခဲ့လိုက်ပါတယ်။လမ်းလျှောက်လာရင်းနဲ့သူမကိုတိုက်ခန်းပေါ်ကနေစောင့်နေတဲ့လီပြောင်ဟောင်းကိုတွေ့လိုက်တော့သူစီသွားလိုက်ပြီးတော့သူရဲ့လဲထုံမင်္ဂလာပွဲကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။မဲမဲချမ်းတွေကျင်နေတဲ့လီပြောင်ဟောင်းကတော့လဲထုံကနီးမှမလုပ်ရပါဘူးဘာညာတွေဖြစ်နေတော့မေယောင်ကလည်းတီတီခံညာပြီးတော့လူကြီးလူကောင်းဆန်တဲ့ကိုကြီးလီပြောင်ဟောင်းကိုအမတ်တွေဆက်တိုက်ပေးနေပါတယ်။လဲထုံမို့ညင်းဆန်လိုက်တာလေလီပြောင်ဟောင်းရဲ့ပါးနဲ့တဲ့အခွက်တွေဖြစ်နေခဲ့ပြီးတော့မေယောင်ရဲ့စိတ်ခံစားချက်တွေကိုစွာပေးလိုက်တာဖြစ်ပါတယ်။တရက်တော့ပင်လယ်ကမ်းကြီးမှာအမိုးဖွင့်ပြိုင်ကားလေးမောင်းလာရင်းနဲ့လီပြောင်ဟောင်းနဲ့မီယောင်တို့ကမြန်မာရိုးရာပတ်လွေးနဲ့ဒီဂျီတွေပွက်ကြပါသေးတယ်။နက်ပြည်တက်ဖို့အစင်းသင်းဖြစ်ပြီးတဲ့နောက်မှာတော့ကမ်းခြေကဟိုတယ်တစ်ခုမှာတဲလိုက်ကြပါတယ်။ဒီဟိုတယ်ရဲ့ရေပူစံထဲမှာတော့ရေစိမ်နေတဲ့လီပြောင်ဟောင်းရှိရာကိုတပတ်အဖြူလေးနဲ့မီယောင်ရောက်လာတဲ့အခါမှာတော့ရှမ်ပိန်ပလင်းလေးနဲ့လဲထုံမင်္ဂလာပွဲကျင်းပလိုက်ကြပါတော့။မီယောင်ရဲ့အမေမွေးနေ့မှာတော့ထူးခြားမှုလေးတစ်ခုဖြစ်သွားခဲ့ရပါတယ်။ဒါကတော့မီယောင်တယောက်စင်ပေါ်ကနေလီပြောင်ဟောင်းကိုလက်ထပ်ခွင့်တောင်းလိုက်လို့ဖြစ်ပါတယ်။ဒေါ်ကင်ညက်လုံးနဲ့လီပြောင်ဟောင်းကတော့လက်ထပ်ခွင့်တောင်းရမှာကသူတောင်းရမှာဆိုပြီးတော့ဒေါ်ကီတွေကျွေလိုက်တော့ဘရိတ်တွေအားလုံးကလည်းအော်ဘာရီပေးပြီးတော့ပျော်ရွှင်သွားရပါတယ်။ဒီမွေးနေ့ပွဲလေးမှာအားလုံးပျော်ရွှင်နေကြပေမဲ့မပြောနိုင်သူကတော့အပြူကြီးမမပဲဖြစ်ပါတယ်။ဒီပွဲလေးမှာအပြူကြီးမမမပြောနိုင်တဲ့အကြောင်းအနေနဲ့ဇလန်လေးကိုနောက်ပြန်ပြီးတော့ကြည့်လိုက်ကြရအောင်။ဘေးရောက်တယောက်လီပြောင်ဟောင်းကိုပထမဆုံးခေါ်လာတဲ့နေ့ကအပြူကြီးမမကိုလည်းငါးနှစ်ကောင်ဖမ်းဖို့အတွက်တော်ကီနဲ့ချုပ်နေပါတယ်။မေမချန်ချေလုံးနဲ့ကိုလီကတော့အပြိုကြီးမမအကြိုက်ကြပြတပုတ်လောက်ရွတ်ပြလိုက်တော့သူမအတွက်စိတ်ကူးတွေရင်ပြီးတော့ထိတ်ဖူးတွေကျင်ကုန်ပါတယ်ကိုလီကတော့ဒီနေရာမှာမရက်တော့ဘဲနဲ့မာစတာဘွဲအတွက်စာရန်ပြုစုနေတဲ့အပြိုကြီးရှိတဲ့အကြောင်းစာကြည့်တိုက်ကိုလီပြောင်တယောက်ရောက်လာလို့အပြိုကြီးမမတယောက်အမတ်တွေတိုးပေးနေပါရင်ဝဲထူကြိုက်တဲ့အပြိုကြီးမမအကြိုက်သူ့အဖေဆုံးတဲ့အကြောင်းကိုလမ်းကျုပ်ဇလန်တစ်ခုလိုပြောပြရင်းနဲ့အကယ်ဒမီရောက်အောင်ကိုပြလိုက်တဲ့အခါမှာတော့မမကြီးလည်းတနာပြီးတော့သူမပါမျက်ရည်တွေဝဲလာရင်းနဲ့လီပြောင်ကိုအသားယူပါတော့တယ်ကိုလီရဲ့တော်ကီတွေမှာကျွေးစင်းသွားတာကြောင့်အကြောင်းကနေရောက်ချင်းမှာပဲလီပြောင်ဟွန်းအကြောင်းကိုကြပြရင်းနေခဲ့ပါတယ်။အဲဒီနေ့ကနေစပြီးတော့အချစ်ကိုအခုမှစခံစားဖို့တဲ့အပြိုကြီးမမတယောက်လီပြောင်ဟွန်းကိုအယူတစ်ပိုင်းလိုစတင်ဆွဲလန်းလာပါတော့တယ်။ကိုလီကိုဆွဲလန်းနေပြီးဖြစ်တဲ့အပြိုကြီးမမကတော့ထမင်းစားစပွဲမှာလေအမေပကံတွေကစပြုတ်တွေပါယူတောက်တဲ့အထိအလွဲတွေဖြစ်နေရပါပြီ။ဒီလောက်ရက်တွေကိုကြည့်ပြီးတော့အမေဖြစ်သူကအပြိုကြီးမမကိုစားအုပ်တွေဖတ်တာလျှော့ဖို့နဲ့ကောင်းလေးတယောက်နဲ့ချင်းတွေ့ကြည့်ဖို့ကိုသာတိုက်တွန်းလိုက်ပါတယ်။တရက်တော့အမဖြစ်သူနဲ့ shopping ထွက်ရင်းနဲ့အင်းကြီးတွေရွေးနေတဲ့အချိန်မှာဖုံပြောရင်ဖြတ်သွားတဲ့လီပြောင်ဟောင်းကိုတွေ့လိုက်လို့ကုန်းတိုက်တစ်ခုလုံးနှံ့အောင်ကိုလိုက်ရှာခဲ့ပါသေးတယ်။လီပြောင်ဟောင်းကိုမတွေ့တော့အိမ်ပြန်လာခဲ့ပြီးတော့သူမရဲ့ကိုပိုင်ခန်းလေးထဲမှာအိုပါစီဖုံးဆိုင်ရင်ကောင်းမလားလို့စဉ်းစားနေခဲ့ပါတယ်။နောက်ဆုံးတော့အချင်းနဲ့စစ်မှာမတရားတာမရှိဘူးဆိုပြီးတော့အိုပါစီကိုဖုံးဆက်ဖို့လုပ်နေတဲ့အချိန်မှာမီယောင်းဝင်လာလို့လန့်သွားခဲ့ရပါတယ်။အချက်စိတ်မွန်နေတဲ့အပြိုကြီးမမကအခန်းထဲကိုတကားမခောက်ဘဲနဲ့ဝင်လာတဲ့သူ့ညီမကိုစူပူချိန်မောင်းလိုက်ပါတယ်။အပြိုကြီးမမကအငယ်တွေကိုဦးစားပေးနေတာဆိုတော့စိတ်ခံစားချက်တွေဖြစ်လာခဲ့ပြီးရင်ဖွင့်ဖို့အတွက်အိုပါကိုအကြောင်းမရှိအကြောင်းရှာပြီးတော့လမ်းဘေးဖုန်းနဲ့ဆက်သွယ်လိုက်ပါတယ်
ရင်ဖွင့်ကျင်တာထက်ကိုကိုလီနဲ့ဖောင်းတိုင်းရင်နေတဲ့မမအပြိုကြီးကတော့အိုပါရဲ့တိုက်ခန်းစီကိုရောက်လာခဲ့ပါပြီ။အိုပါစီကိုရောက်ချင်းမုံမိလာတဲ့အပြိုကြီးကိုနှွေးသွားစီဖို့အရက်တိုက်ပေမဲ့မတောက်တက်လို့ကော်ဖီခွက်လေးနဲ့လဲပေးလိုက်ပါတယ်။အထာနှလုံးနဲ့အိုပါကတော့အပြိုကြီးမမနဲ့စကားပြောနေနဲ့သူတကယ်လက်ထက်ချင်တာကအပြိုကြီးမမကိုပါလို့တော်ကီတွေချွေလိုက်တော့မမလည်းကြွေကြမြေခါသွားရပြီးတော့မတောက်ဘူးတဲ့အရက်ကိုဝမ်းစလုံးမောတောက်ပြလိုက်ပါတယ်။အပြိုကြီးမမကတော့မိုးပြီးအချိန်ရလာတော့အိုပါကိုအတင်းတွေနိုင်မြည်ရင်းနဲ့နက်ပြီးရောက်သွားကြပါပြီ။နောက်နေ့မနက်မှာတော့အိုပါရဲ့တိုင်းကျန်းတွေနဲ့မနက်ခင်းလေးကိုကြီးကြီးလေးလေးနိုးထလာခဲ့ရလို့စိတ်တွေပျော်ရွှင်နေရပါတယ်။ပင်လယ်ရေလိုတောက်လေငါမပြေနိုင်တဲ့အပြိုကြီးမမကတော့အိုပါနဲ့နက်ပြီးတက်တာတွေကိုတတိယရင်းနဲ့အပြာကတကားကိုကြည်ရင်လဲစိတ်ကူးတွေရင်နေခဲ့ပါတယ်။မကြခင်ချိန်လေးမှာတော့အမေဖြစ်သူရဲ့ထမင်းစားမဲဆိုတဲ့အော်တန်ကြောင့်အိုပါနဲ့စိတ်ကူးရင်နေတဲ့အပြိုကြီးမမတယောက်နက်ပြီးကနေပြန်ဆင်းလာခဲ့ရပါတယ်။အဲ့နောက်မှာတော့ဇလန်လေးကအမေဖြစ်သူရဲ့မွေးနေ့စီပြန်ရောက်သွားခဲ့ပြီးတော့အိုပါကခြေထောက်လေးပွတ်တက်နေလို့အပြိုကြီးမမတယောက်ကျင်းနေခဲ့ရပါတယ်။ဒီနေရာမှာတော့ညီမဖြစ်သူကိုလက်ထပ်ခွင့်တောင်းလိုက်တော့ရင်နာနာနဲ့လက်ခုပ်တီးနေပြီးတော့ရင်ထဲမှာတော့သူများနဲ့ညားတဲ့ငါကြီးသားအဖြစ်ခြေခွဲနေရပါတယ်။တရက်တော့အပြိုကြီးမမနဲ့စုံတွေ့ကြရင်မိအောင်နဲ့လက်ထပ်လိုက်ရပေမဲ့သူမရဲ့အပေါ်အချင်းမလျော်ကြောင်းတော်ကီတွေနဲ့ချုပ်ရင်းနဲ့ငုံနေတဲ့အပြိုကြီးမမကိုရှင်းပြနေပါတယ်။လက်မထပ်ခင်လေးတစ်ခေါက်လောက်နက်ပီတက်ချင်နေတဲ့အပြိုကြီးမမကတော့အိုပါရဲ့တိုက်ခန်းစီကိုရောက်လာခဲ့ကြပါတယ်။အထာနှလုံးနဲ့အိုပါကတော့တိုက်ခန်းကိုရောက်ချင်းတောင်ကြပန်းထိုးထောက်လိုက်ပြီးတော့တညာလုံးနက်ပီကနေပြန်မစင်းလာတော့ပါဘူး။ဒီလိုနဲ့အချိန်နောက်တစ်ပတ်လောက်ကြာတော့မယောင်းနဲ့လေပြောင်ဟောမင်္ဂလာဆောင်အတွက်အလှပြင်ဆိုင်မှာပြင်ဆင်နေတော့ EH ရောက်လာခဲ့ပါတယ်။မယောင်းကိုမမေ့နိုင်သေးတဲ့ EH ကလည်းတော်ကီကအထင်သေးလို့မရတာကြောင့်မယောင်းနဲ့မင်္ဂလာဆောင်ကန်ဒီအိုပါရော EH ရောနှစ်ယောက်လုံးကိုချစ်တယ်လို့လောက်ကုန်ပါတော့တယ်။နှစ်ဖက်မိဘတွေကလည်းမင်္ဂလာဆောင်ဖို့နေ့ရက်ရွေးချယ်ထားပြီးပြီဆိုတော့ဒီမင်္ဂလာပွဲလေးကိုဆက်လက်ကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာတော့ညီမနှစ်ယောက်လုံးကိုပတ်ပြီးစားသွားတဲ့အိုပါရဲ့အရှုပ်တော်ပုံကိုတီးသွားတဲ့မယောင်းတို့ရဲ့အမကြီးကအိုပါကိုဝုန်းနိုင်ချက်ဖို့ရောက်လာခဲ့ပါတယ်။အိုပါကလည်းခေသူမဟုတ်တော့တော်ကီတွေချုပ်လာရင်းနဲ့အမကြီးရဲ့အိမ်တော်ရေးမသားရောင်မှုကိုအခွင့်ကောင်းယူလိုက်ပြီးတော့ရိုးရဝစ်စုံလေးနဲ့လှနေတဲ့မမကြီးကိုလည်းမြင်းစည်းတိုင်းခွက်တွေနဲ့အတူနက်ပြေတက်လိုက်ကြပါရင်အရင်ကတော့ညီမနှစ်ယောက်ကိုပတ်စားသွားတဲ့အိုပါတယောက်အခုတော့ညီမ၃ယောက်လုံးကိုနက်ပြေပို့လိုက်ပါပြီ။နှစ်ယောက်သားနက်ပြေတက်နေတော့သူမရဲ့မောင်ငယ်ဆုံးလေးကမင်္ဂလာဆောင်နောက်ကျမှဆိုလို့တတိလာပေးတဲ့အတွက်တခန်းရလိုက်ကြပြီးတော့မင်္ဂလာပွဲကိုအသေးအံပြေးလာပါရင်ဖះเจ้าကမင်္ဂလာပွဲလေးမှာဆိုတော့မိသားစုတွေကပျော်ပျော်ရွှင်ရွှင်နဲ့ဧည့်သည်တွေကိုကြိုဆိုနေခဲ့ပါတယ်။မကြခင်အခန်းထဲမှာနှစ်ယောက်အတူရှောက်လာတဲ့ချိန်ရီသားဟောင်းကိုလည်းမမိတ်နိုင်သေးတဲ့အပြင်အိုဘာကိုလည်းအပိုင်သိမ်းနေတဲ့မိယောင်းကတော့ရုတ်တရက်ကြီးမင်္ဂလာပွဲကိုဆက်မလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။လူတိုင်းမှာလျှို့ဝှက်ချက်လေးတစ်ခုရှိတယ်ဆိုတဲ့ဇာကားကောင်းစဉ်လေးအတိုင်းပဲသူမရဲ့ EH နဲ့အိတ်ခတဲ့အကြောင်းကိုပုံမလင်းလင်းဝန်ခံနေတဲ့မိယောင်းကိုအိုဘာကတော့ငါမှရောလျှို့ဝှက်ချက်မရှိဘူးထင်လားလို့ပြန်မေးရင်းနဲ့ပဲဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။